မိုဘိုင်းဖုန်းတစ်လုံးရဲ့ IMEI နံပါတ်နဲ့2026မတ်လ31ရက်နေ့နောက်ဆုံးထားပြီး CEIR စနစ်မှာမှတ်ပုံတင်ဖို့အစိုးရကထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းကြောင့်ပဲဖုန်းအသုံးပြုသူတွေကြားမှာကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေပေါက်ကြားသွားမှလားဆိုပြီးတော့စိုးရိမ်မှုတွေရှိနေကြပါတယ်။ဒါနဲ့ပတ်သက်ပြီးဖုန်းအသုံးပြုတွေဘက်ကကိုယ့်ရဲ့အရေးကြီးအချက်အလက်တွေမပေါက်ကြားဖို့တတိထားရမယ့်အပိုင်းတွေကိုပြောပြပေးမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ပါရစေဗျ။နံပါတ်1ချက်ကမိမိဖုန်းရဲ့ IMEI နံပါတ်ဖုန်းဆင်းကပ်ပါအချက်လက်တွေနဲ့ CEIR စနစ်မှာမှတ်ပုံတင်လိုက်ရင်ဘာဖြစ်သွားမှာလဲ။အရင်ဆုံးဒီဘိုင်းကိုစကြည့်အောင်။ကျွန်တော်တို့ CEIR စနစ်မှာမှတ်ပုံမတင်ငယ်ချန်ကလေးကဆက်သွယ်ရေး operator series မှာကျွန်တော်တို့ရဲ့အချက်အလက်တွေရှိနေပြီးသားဖြစ်ပါတယ်။မိုဘိုင်းဖုန်းတိုင်းမှာတီးတက်မှတ်ပုံတင်ထားတဲ့ IMEI လို့ခေါ်တဲ့ International Mobile Equipment Identity နံပါတ်တွေရှိပါတယ်။စင်ကတ်တကတ်သုံးရတဲ့ဖုန်းဆိုရင် IMEI ကိုတစ်ခုနဲ့လာပြီးတော့စင်ကတ်နှစ်ကတ်သုံးရတဲ့ဖုန်းနဲ့ e-sim ကတ်သုံးလို့ရတဲ့ဖုန်းတွေမှာဆိုရင်တော့ IMEI ကိုနှစ်ခုနဲ့လာပါတယ်။ကျွန်တော်တို့ကဖုန်းထဲကိုစင်ကတ်ထည့်သုံးလိုက်တာနဲ့အဲ့ဒီ IMEI နံပါတ်နဲ့ကျွန်တော်တို့ရဲ့ဖုန်းအချက်လက်တွေကို operator စီကိုပို့ပေးတာကြောင့်ဖြစ်ပါတယ်။မြင်သာအောင်ပြောရမယ်ဆိုရင် Unite စင်ကတ်တစ်ခုကိုမိတ်ဆွေရဲ့ဖုန်းထဲမှာစတင်ထည့်ပြီးတော့သုံးတဲ့အချိန်မှာဖုန်းနဲ့ကိုက်ညီတဲ့ API setting ကို message ကနေပို့ပေးရလေ။အဲ့ဒါဟာမိတ်ဆွေဖုန်းရဲ့အချက်လက်တွေကိုသူတို့စီကိုရောက်သွားလို့ဖြစ်ပါတယ်။ operator တွေကဘာတွေထိသိနိုင်လဲ။နံပါတ်1အနေနဲ့ဖုန်းတစ်စိမ့်နဲ့ model သိနိုင်မယ်။ဥပမာ iPhone 50 Pro လားဒါမှမဟုတ် Samsung A50 Pro လားစသဖြင့်ပေါ့နော်။နံပါတ်2အနေနဲ့ဖုန်းရဲ့ထုတ်လုပ်တဲ့ခုနှစ်နဲ့နည်းပညာစနစ်ကိုသိရှိနိုင်တယ် 4G လား 5G လားစသဖြင့်ပေါ့။နံပါတ်3အနေနဲ့ဖုန်းကိုပထမဆုံးစတင်အသုံးပြုတဲ့အချိန်ကိုသိရှိနိုင်တယ်။နံပါတ်4အနေနဲ့မိတ်ဆွေရဲ့စင်ကတ်မှတ်ပုံတင်တဲ့အချိန်မှာပေးထားခဲ့တဲ့ကိုယ်ရေးအချက်လက်တွေကိုသိရှိနိုင်တယ်။နံပါတ်5အနေနဲ့ဖုန်းလိုင်းရဖို့အတွက်ကျွန်တော်တို့ရဲ့ဖုန်းတွေဟာအနည်းဆုံးမှာရှိတဲ့တာဝါတိုင်းတွေကိုအမြဲချိတ်ဆက်နေရပါတယ်။ဒါကြောင့်မိတ်ဆွေရဲ့တည်နေရာကိုလည်းသိရှိနိုင်ပါတယ်။နံပါတ်6အနေနဲ့မိတ်ဆွေကဘယ်အချိန်မှာဘယ်သူကိုဖုန်းခေါ်ခဲ့တယ်။ဘယ်လောက်ကြာပြောခဲ့တယ်။ဘယ်သူစီကဖုန်းဝင်လာတယ်။ဘယ်သူနဲ့အပြန်အလှန် message တွေပို့ခဲ့လဲဆိုတာကိုလည်းသိရှိနိုင်ပါတယ်။နံပါတ်9အနေနဲ့နည်းပညာအရာ operator တွေရဲ့ server ထဲမှာကျွန်တော်တို့ပို့လိုက်တဲ့ message စာသားတွေကဖြတ်တန်းပြီးသွားရတာဖြစ်တဲ့အတွက်ကြောင့်သူတို့မှာသိမ်းထားနိုင်တဲ့စွမ်းဆောင်ရည်ရှိပါတယ်။တန်းနဲ့ချီတဲ့စင်ကတ်တွေအားလုံးရဲ့ဖုန်းပြောဆိုမှုအသံဖိုင်ကိုတော့တူလောင်ထားဖို့ data server မဖြစ်နိုင်တာကြောင့်တူလောင်ထားလေးမရှိပါဘူး။မသင်္ကာရတဲ့ဖုန်းတွေဆိုရင်တော့တစ်မျိုးပေါ့ဗျာ။ဒီနေရာမှာမိတ်ဆွေကဥပဒေနဲ့အညီနေထိုင်တဲ့သူတဦးဆိုရင်တော့ပူပန်နေဖို့မလိုပါဘူး။ဘာတွေမရနိုင်ဘူးလေ။အပေါ်မှာပြောခဲ့တာတွေကစင်ကတ်အသုံးပြုပြီးတော့ဖုန်းခေါ်ဆိုမှုတွေ message ပေးပို့မှုတွေကိုသာ operator ကနေသိရှိနိုင်မှာဖြစ်ပြီးတော့ကျွန်တော်တို့ Facebook, Viber, Telegram လို app တွေကိုအသုံးပြုပြီးပြောဆိုပေးပို့တာတွေကိုတော့မသိရှိနိုင်ပါဘူး။ဒါတွေကိုသိချင်ရင်တော့ Facebook တို့ Viber တို့ Telegram ကုမ္ပဏီတွေကိုတဆင့်တောင်းမှရမှာဖြစ်ပါတယ်။နောက်တစ်ခုကမိတ်ဆွေရဲ့ဖုန်းထဲမှာရှိတဲ့ပုံတွေဗီဒီယိုတွေနဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုလည်း operator တွေကနေလှမ်းကြည့်လို့မရပါဘူး။ဒါကြောင့် CEIR စနစ်မှာမှတ်ပုံတင်ခြင်းဟာအစိုးရကထုတ်ပြန်ထားတဲ့အတိုင်းပါပဲတရားမဝင်ဖုံးတွင်သွင်းမှုမရှိစေဖို့နဲ့ရာဇဝတ်မှုတွေဖော်ထုတ်ရမှာလွယ်ကူစေဖို့ပဲရည်ရွယ်တာဖြစ်ပါတယ်။ CEIR စနစ်မှာမှတ်ပုံမတင်ရင်ဘာဖြစ်မှာလဲ။လက်ရှိမှာမိတ်ဆွေအသုံးပြုနေတဲ့ဖုန်းမှာမြန်မာနိုင်ငံသုံးစင်ကတ်ထည့်ထားမယ်ဆိုရင်ကိုအော်တိုမှတ်ပုံတင်ပြီးသားဖြစ်နေမှာပါ။ဒါကြောင့်မိတ်ဆွေက2026ခုနှစ်မတ်လ31ရက်နေ့အထိကိုဖုန်းကိုပိတ်ထားမယ်ဆိုရင်တော့မိတ်ဆွေရဲ့ဖုန်းဟာယာယီအသုံးပြုခွင့်ပိတ်ခံရမှာဖြစ်ပါတယ်။မိမိရဲ့ IMEI ကိုပေါက်ကြားသွားရင်ရောဘာတွေဖြစ်လာနိုင်လဲ။ဖုန်းတစ်လုံးရဲ့ IMEI ဆိုတာလူတစ်ယောက်ရဲ့မှတ်ပုံတင်လိုပါပဲ။ဒီနံပါတ်ပေါက်ကြားသွားရင်အန္တရာယ်ကြီးကြီးမားမားဓာတ်ရိုက်မရှိနိုင်ပေမဲ့
မတမာသူတွေရဲ့လက်ထဲကိုရောက်သွားမယ်ဆိုရင်တော့ဒီ CEIR စနစ်ကြောင့်ပြဿနာအချို့ဖြစ်လာနိုင်ပါတယ်။ကိုယ့်ရဲ့ IMEI နံပါတ်နဲ့အသုံးပြုနေတဲ့ဖုန်းနံပါတ်ကိုသိထားတဲ့သူကကျွန်တော်ရဲ့ဖုန်းပျောက်သွားလို့ပါ line ပိတ်ပြီးပါလို့လိမ်ညာတိုင်ကြားနိုင်ပါတယ်။ operator ကအဲ့ဒီ IMEI နံပါတ်ကို blacklist တွင်းလိုက်ရင်တင့်ရဲ့ဖုန်းဟာဘယ်ဆင့်ကပ်ပဲထည့်ထည့် line တက်လာတော့မှာမဟုတ်ပါဘူး။နောက်တစ်ခုက online လိမ်လည်မှုလို့ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကမိတ်ဆွေရဲ့ IMEI နံပါတ်ကိုသူတို့ပြစ်မှုကျူးလွန်မဲ့ဖုန်းမှာအစားထိုးလိုက်တာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေရဲ့ဖုန်းရဲ့နောက်ကျောဘက်မှာကတ်ထားတဲ့ IMEI နံပါတ်ပါတဲ့စတစ်ကာတွေနဲ့ဖုန်းဘူးခွန်တွေကိုမတမာတဲ့သူတွေစီမရောက်တော့အောင်ကာကွယ်ထားသင့်တယ်လို့မိတ်ဆွေရဲ့ဖုန်းကိုပြန်ရောင်းတဲ့အချိန်မှာလည်းအရှုပ်ရှင်းမဖြစ်ရလေအောင်မှတ်တမ်းထားသင့်ပါတယ်